ဘိုင်ယာရဲ့အစမှာတော့ကာစုကတယောက်အပြေးလွှားနဲ့ဟီရုကာကိုလိုက်ရှာနေခဲ့ပါတယ်အကြောင်းရင်းကတော့ဟီရုကာဖုန်းဆက်လာပြီးငါစစ်ပြီးအစ်မရှိချင်တော့တေချင်လို့ပါလို့ပြောနေပါတယ်ဟီရုကာရေတန်းနေကြားနေရတယ်မြေကမ်းတော့မှမဟုတ်လားမဟုတ်တာရင်မလုံးနဲ့တော့ဟီရုကာဆိုပြီးပြောနေတော့ဖုန်းချသွားတာကြောင့်ကာစုကတယောက်မြေကမ်းတစ်လျှောက်လိုက်ရှာနေခဲ့ပါတယ်နောက်ဆုံးကတော့တရားပေါ်မှာဟီရုကာရဲ့ဖနက်လေးကိုတွေးလိုက်တာကြောင့်အပြေးလွှားသွားကောက်ပြီးတရားပေါ်ကခုံချသွားပြီးအထင်နဲ့ခြေခွဲသားဟီရုကာလိုအော်နေတဲ့အချိန်မှာတော့ဟိုင်းဒါလင်ဆိုပြီးပြန်ထူးတံကိုကြားလိုက်ရပါတယ်တရားကုံငုံကြည့်လိုက်တော့မြစ်ထဲမှာကလေးတွေရဲ့ဘောလုံးကိုဆင်းဆက်ပေးနေတဲ့ဟီရုကာကိုတွေးလိုက်ရပါတယ်အဲ့နောက်စံပိုင်းငါလေးဘယ်လိုလုပ်ရင်ကောင်းလဲမသိဘူးဆိုတာရင်ဝင်နဲ့ဝင်လာပြန်ပါတယ်ငါပိတ်ရမှာတခြားမျိုးကိုတွားရအောင်မလို့ပြောလာတာကြောင့်ဘာဖြစ်တာလဲလို့ကာစုကာကမေးလိုက်ပါတယ်တငယ်ချင်းကအာယူကာဝကလူကြီးတယောက်နဲ့ဟော်တယ်လေးဝင်သွားတာကိုတွေးလိုက်တာကြောင့်အာယူကာဝတခုဖြစ်သွားမှကိုစိတ်ပူနေခဲ့တယ်လို့ပြောနေပါတယ်ကာစုကလည်းအာယူကာဝအကြောင်းကြားတော့စိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်နေခဲ့ပါတယ်အိမ်မှာတော့ဖေးကြီးကလောကိစ္စတခုနဲ့တခြားမျိုးကိုတွားမှဖြစ်ပြီးပိတ်ရဖြစ်တာကြောင့်အကုန်လုံးကိုလည်းအလဲပတ်ခေါ်တော့မယ်လို့ပြောနေပါတယ်ကာစုကအေးရတော့ခူရုမီကကိုကြီးအမြန်ထုတ်ပြင်တော့လို့ပြောလာပါတယ်ဘာဖြစ်လို့လဲလို့ပြန်မေးလိုက်တော့ကျောင်းပိတ်ရမှာအားနေရနဲ့အကုန်လုံးကိုအလဲပတ်ခေါ်တော့မယ်လို့ဖေးကြီးကပြောလိုက်တာကြောင့်အရန်ပြော့တော့ခဲ့ပေမဲ့လုံးစရာရှိတာကြောင့်မလိုက်တော့ဘူးလို့ဒါပြောလိုက်ပါတယ်ဒါကြောင့်ကာစုကကိုအိမ်ဆောင်ထားပြီးအကုန်လုံးလည်းကားနဲ့ထွက်သွားပါပြီမလွယ်ဘူးဆိုတာသိပေမဲ့လူကြီးတယောက်နဲ့တွဲတာလုပ်နေတဲ့ကိစ္စကိုတေချာပေါအာယူကာဝစီကိုတွားပြောရမယ်လို့စိတ်ပိုင်းပြက်ပြီးထွက်လာခဲ့ပါတယ်ဒါပေမဲ့အာယူကာဝအိမ်ရှိရောက်တော့အရင်တော့အာယူကာဝပြောတဲ့နေကိစ္စမဟုတ်ဘူးနေကဘာလို့ဒီလိုကိစ္စမျိုးတွေကိုငါ့ကိုလာပြောနေရလဲဆိုတဲ့စကားတွေကိုပြန်ကြားရောက်နေပါတယ်အဲ့အချိန်အိမ်တကားဖွင့်နိုင်ကြလို့ကာစုကတယောက်အမြန်ပုံးနေလိုက်ပါတယ်အနောက်ကလိုက်ချောင်းနေချောင်းဝတ်စုံမွေးထားတဲ့အာယူကာဝကတကယ်လူကြီးပုံပေါက်နေတယ်လို့တွေးမိနေပါတယ်အာယူကာဝတယောက်အဝတ်စားဆိုင်ရှိမှရက်ကြည့်နေတော့တွင်းနေတဲ့လူကြီးကဘာဝယ်ပေးရမလဲလို့မေးနေတဲ့ပုံရိပ်တွေကိုမြင်အောင်နေပါတယ်။အဲနောက်အာယူကာဝကဘတ်စကားပေါ်တက်သွားအကြောင်းဘတ်စကားရှိကိုတယ်လီပိုပြီးသွားလိုက်တော့တိုက်ပြီးမလို့ဖြစ်ပြီးအမြန်ရှောင်လေးရပါတယ်။နောက်ထပ်ဘတ်စကားရှိ10မီတာအကွာကိုထပ်ပြီးတယ်လီပိုလိုက်တော့ရေစိုးမြောင်းထဲကိုရောက်သွားခဲ့ပါတယ်။အာယူကာဝကိုမြစ်ချပြတ်သွားအကြောင်းလိုက်ရှာနေတော့ရဲနဲ့တိုက်မိပြီးတခုရှာနေရလားလို့မေးလာပါတယ်။ဆိုင်ထဲကဈေးဝယ်နေတဲ့ကောင်မလေးကခုနကတွေ့တဲ့နှာဘူးကြီးလို့ပြောတာကြောင့်ထွက်ပြေးလာပြီးဆိုင်တကူထဲအမြန်ဝင်ပို့လိုက်ပါတယ်။ဆိုင်ထဲမှာတော့ကာစုကနဲ့အာယူကာဝတို့အချင်းချင်းမထင်မှတ်ပဲတွေးလိုက်ရပြီးနှစ်ယောက်လုံးလည်းအော်နေခဲ့ပါတယ်တကယ်တော့ဒီဆိုင်လေးကအာယူကာဝရဲ့အတိဆိုင်ဖြစ်ပြီးအချိန်ပိုင်းလှုပ်ပေးနိုင်မလားလို့မင်းသားကရုတ်တရက်ဒီဖုန်းဆက်ပြီးမေးလာပါတယ်ဟိုတယ်မှာညစာလိုက်ကြွေးတာကလည်းငါးလစာကလေးကကြိုထုတ်တာလားလို့တောင်တွေးမိတယ်လို့အာယူကာဝပြောလာတာကြောင့်ကာစုကလည်းထင်သားလို့မဟုတ်တော့မှတပင်းချနိုင်ပါတော့တယ်အချိန်ပိုင်းလှုပ်ကိုတားမြစ်ထားတာဆိုတော့အเจ้าမှပြန်မပြောရဘူးရှိုးဝက်ထားပေးရမယ်နော်လို့အာယူကာဝပြောတော့အင်းမာလို့တာပြန်ပြောလိုက်ပါတယ်အဲ့အချိန်ဆိုင်ရှင်ဦးလေးကြီးကမင်းရောနေရာဒီကျောင်းပေးရမှာအလုပ်လာလုပ်ပေးနိုင်မလားလို့မေးလာပြီးအာယူကာဝကလည်းကူပြီးပြောပေးနေရကြောင်းခွက်လေးနဲ့နီးစပ်မယ်ခွင့်ရင်းမို့လို့လက်ခံလိုက်ပါတယ်အာယူကာဝနဲ့သူနဲ့ကြားမှာနှစ်ယောက်ထဲတာတိပဲရှိုးဝဲချက်ကြောင့်စဉ်းစားပြီးအဝက်လဲနေတဲ့ကာစုကကိုပိုးဆိုင်ကြီးတဲ့အင်ကြီးလာပေးရင်အပေါ်ပိုင်းဝက်ပလာဖြစ်နေအောင်တွေ့ပြီးရှင်းနေခဲ့ပါတယ်။အဲနောက်ဆိုင်ချေဦးလေးကြီးကဖြစ်စည်းတော်ဝယ်ဖို့ထွက်သွားခဲ့ပါတယ်။ကာစုကလည်းအဝက်လဲပြီးမှတော့ဆိုင်စီကဝယ်တူလာတာကြောင့်ထွက်ကြည့်လိုက်တော့ကိုမဆုနဲ့ဖြစ်နေခဲ့ပါတယ်။သူတို့နှစ်ယောက်တာတီးသွားရင်သူတို့ရဲ့ရှိုးဝဲချက်လေးကတကြောင်လုံးပြတ်သွားမယ်ဆိုတော့တိနေရကြောင်းဘယ်လိုလုပ်ရကောင်းမလဲလို့နှစ်ယောက်သားတိုင်ဝင်နေတော့ရေလမ်းမှလိုက်တာကြောင့်အာယူကာဝလည်းဆိုင်ချေကိုထွက်သွားလိုက်ပါတယ်။ဒီကောင်တော့ဇပွဲတို့မှလေနှစ်ခွက်ပါနော်လို့ပြောနေရကြောင်းမျက်နှာမမြင်အောင်နောက်ပြန်ကြီးဇပွဲထိုးပေးနေပါတယ်။နောက်ထပ်လည်းခရင်ဆိုတာမာနီယာကြောင့်ကာစုကအစွမ်းသုံးပြီးမှမီနူးတွေကဈေးတွေကိုသူတို့ရှိတင်ပြောင်းလိုက်ပါတယ်။ဇဝဲတော်မလေးကလည်းစောက်ဆန်းကြီးလုံနေတဲ့အပြင်မီနူးတွေကဈေးတွေကလည်းမျက်စိရှိတင်ပြောင်းနေရကြောင်းကိုမစုတို့လည်းကြောက်ပြီးလက်ပြေးပါတော့တယ်။အနည်းဆုံးတော့အာယူကာဝနဲ့နှစ်ယောက်ထဲမှာရှိတဲ့ရှိုးဝဲချက်လေးကိုထိန်းနိုင်ခဲ့ပြီလို့တွေးနေတော့နောက်ထပ်ရောက်လာတဲ့စားတုံးရင်သူတွေကိုတုံတုံရင်နဲ့ဇဝဲထိုးပေးနေပါတယ်။ဝေကန်နေစင်းရဲ့လက်တွေကင်ပြီးနှစ်ယောက်သားရှစ်သွေးတွေဖြာနေခဲ့ပါတယ်။ကာစုကတော့နေရာတလွဲတွေလုပ်ပြီးအစွမ်းသုံးကဖြစ်ရှင်းနေရပါတယ်။နှစ်ယောက်သားတက်ရှင်းလို့ရင်ထိမိပြီးရှင်းနေတာကိုဆိုင်ရှင်ကတော့သဘောကျပြီးပြုံးနေခဲ့ပါတယ်။နှစ်ယောက်ထဲမှာကြားမှာရှိတဲ့ရှိုးဝဲချက်ပြီးတော့အာယူကာဝရဲ့နည်းနည်းစမ်းကြတဲ့ကိုပိုင်ဘွားလေးကိုအရေးမကြီးဘူးလို့ထင်ရပေမဲ့တနည်းနည်းနဲ့ပို့ပြီးတီးရတယ်လို့ခံစားနေရပါတယ်။ဒါပေမဲ့တတိမထားမိခင်မှာပဲကျောင်းမေးကပြီးတော့ကာစုကတာဝန်ကြီးပါတယ်မင်းကျေးဇူးကြောင့်တော်တော်လေးအကူအညီရခဲ့တယ်လို့ဆိုင်ရှင်ကပြောတာကြောင့်အားလုံးကအတစ်စမ်းနေဆိုတော့နည်းနည်းတော့ခက်တွေ့ပေမဲ့ပြောစရာကောင်းပါရဲ့လို့ပြန်ပြောလိုက်ပါတယ်။ပြောစရာကောင်းတာအာယူကာဝနဲ့အတူရှိနေလို့လားလို့ဆိုင်ရှင်ကစနေရကြောင်းကာစုကပြောစကားမရှိဖြစ်တော့ပါတယ်။အဲနောက်ဆိုင်ရှင်ပြန်လာပြီးနှစ်ယောက်ထဲကြံခဲ့တဲ့အချိန်မှာတော့ကာစုကလိမ်မာတဲ့ကျောင်းသားလားအစကတည်းကကိုလာပဲတောင်းနေခဲ့တာဆိုတော့လို့မူမူနဲ့မေးလာပါတယ်အခုမှအထက်တန်းကျောင်းသားလေးလို့ပြန်ဖြေလိုက်တာကြောင့်လိမ္မာတာပဲလို့ချီးကျူးလာပါတယ်ပြီးတော့မဟုတ်တော့ပါဘူးလေဘာလို့ဆိုဟီရုကနဲ့ဒိတ်ဖို့ဂတိပေးထားပြီးတော့သူ့ကိုပြစ်ထားပြီးငါနဲ့ပန်းချန်ထဲမှာလိစီးနေတာပဲကိုတော်တော်ဆိုးတဲ့လူလို့မူမူနဲ့ပြဿနာရှာပြီးရက်နေပါတယ်အဲနောက်အဲ့လိုယောက်ျားလေးကိုဘယ်လိုခေါ်လဲတိလားအပျော်မစ်တဲ့ယောက်ျားလို့တလုံးချင်းပြောလာတော့ကာစုကတယောက်ဘာမှပြောနိုင်တာမရှိတော့ပါဘူးတကယ်ကြီးဟီရုကကိုချစ်တာလားလို့ထပ်ပြီးမေးလာတာကြောင့်ပြောတဲ့စကားမရှိဘူးပဲပြောမိတာနေလိုက်ပါတယ်တောက်တာအချိန်ကြာသွားပြီးနောက်ဆုံးပတ်စကားလဲလွတ်သွားအကြောင်းနှစ်ယောက်သားခုံရှိလေးမှထိုင်ရင်ကာစုကဘက်ကိုလက်ကတညလောက်ငါလိုက်တဲလို့ရမလားလို့မေးကဟီရုကကိုတော့မပြောပါဘူးဆိုကရင်ဝင်ထဲကိုတိုးဝင်လာပါတယ်ကာစုကငါကအမှန်တိုင်းပြောရရင်စိတ်ကိုင်တဲ့သူမဟုတ်ဘူးလို့တွေးရင်အာယူကာဝကိုကြည့်လိုက်တော့အိပ်ပျော်နေခဲ့ပါတယ်အဲ့ချိန်ကားဟွန်းနဲ့ကြားလို့လှည့်ကြည့်လိုက်တော့ဟီရုကကိုတွေးလိုက်ရပါတယ်ကာစုကတယောက်ကတော့အာယူကာဝကရေကန်ထဲမှာရောက်နေတာကြောင့်လက်ပြီးထားလိုက်ပေမဲ့အခုမှလှုပ်ပြီးရလားလို့ဟီရုကမေးလာတာကြောင့်တီးနေခဲ့တာလားလို့ပြန်မေးလိုက်ပါတယ်
ဟုတ်တယ်မင်းညကအာယုကဝကဖုန်းဆက်ပြီးအကုန်လုံးပြောထားတာလေးလို့ပြောလာပြီးအာယုကဝကိုခေါ်ကကာစုကကိုနှုတ်ဆက်ပြီးပြန်သွားခဲ့ပါတယ်။နှစ်ယောက်ကြားမှာပဲရှိတဲ့ရှိုးဝဲချစ်ကြီးတော့မဟုတ်တော့ပေမဲ့အရှိကအထူတူထိုင်ခဲ့တဲ့ခုံလေးကိုကြည့်ပြီးတ냐လောက်လိုက်တဲလို့ရမလားလို့ပြောတဲ့အာယုကဝရဲ့စကားတွေကိုပြန်ကြောင်းရရင်အသွေးတွေများနေခဲ့ပါတယ်။အိမ်ကိုပြန်ရောက်တော့လေအသွေးတွေကြောင့်အိမ်မပြောနိုင်ဖြစ်နေတော့သူ့အဖေနဲ့ညီမတွေပြန်ရောက်လာပါတယ်။မနေ့ပြန်မှပြန်လာမှာမဟုတ်ဘူးလားလို့မေးလိုက်တဲ့အခါရုတ်တရက်ကြီးဒီညတော့ရင်းမရထားလို့ပြန်ရှင်းပြလာပါတယ်။အဲနောက်ကိုကြီးတော့လက်ဆောင်ယူလာခဲ့ရင်တော့ကြည့်ဆိုတာကြောင့်လိုက်ရှာနေတော့ကာစုကပေါ်မှာဝင်းရုပ်ကြီးပေါ်လာခဲ့ပါတယ်။တကယ်တော့ခုရုမီကဝင်းရုပ်ကြီးအတွက်ဒလီဘာရီကမပြီးကျင်တာကြောင့်အစွမ်းနဲ့တဲလာခဲ့တာဖြစ်ပါတယ်